မင်္ဂလာပါရှင်ဒီနေ့မှာတော့နှလုံးသားကိုထိခိုက်စေလို့တစ်ဖက်မှာလည်းအားကြဂုဏ်ယူစရာကောင်းတဲ့မိသားစုတစ်ခုရဲ့အောင်မြင်မှုအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။နိုင်တာယာကတသိန်းတန်အခန်းကြီးလေးထဲမှာနေထိုင်ရင်တနိုင်ငံလုံးရဲ့အမှတ်အများဆုံးထော်ဝမ်းဖြစ်လာခဲ့တဲ့ညီမငယ်လေးမတ်နီနီကျော်အကြောင်းကြားဘူးကြမှာပါ။သူမရဲ့နောက်ကွယ်မှာဘလို့အခက်အခဲတွေဘလို့မျက်ရည်တွေပေးဆက်ခဲ့ရတယ်လဲဆိုတာဒီနေ့မှာတော့အသေးစိတ်တင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်။2026ခုနှစ်ရဲ့တက္ကသိုလ်ဝင်တန်းအောင်စင်းထွက်တဲ့မနက်ခင်းကမနီနီကျော်တို့သားပြီး2ယောက်လုံးအတွက်တော့ဘဝတစ်လျှောက်လုံးမင်းများတဲ့အိမ်မက်တစ်ခုလိုပါပဲမနက်4နာရီမှအွန်လိုင်းကနေကြည့်လိုက်တော့ 5D ဆိုတာကိုတွေ့လိုက်ရတဲ့အချိန်မှာပဲသားမိ3ယောက်လုံးအော်1သားပြီးငိုကြွေးခဲ့ရပါတယ်ဒါပေမဲ့ကြောင့်ဆရာမကြီးစီကနေထော်ဝမ်းရတဲ့ထနိုင်ငံလုံးမှာအမှတ်အများဆုံးပဲဆိုတဲ့ဖုံးဝင်လာတဲ့အခါမှာတော့သူတို့ရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဒီအောင်မြင်မှုနောက်ကမှာတော့ဖခင်ဖြစ်သူရဲ့ဆုံးပါမှုကျမ်းမာရေးမကောင်းတဲ့မိခင်နဲ့အမဖြစ်သူရဲ့စိတ်ယုံလုံသားဘဝတို့ရှိနေပါတယ်။ဖခင်ဖြစ်သူဟာပညာတတ်မှလုံချမ်းမလုံရမှလို့အမြင်မှာခဲ့ပေမဲ့တမီးလေးရဲ့အောင်မြင်မှုကိုမြင်တွေ့သွားနိုင်ခဲ့ခြင်းမရှိတော့ပါဘူး။အမဖြစ်သူဟာလည်းညီမလေးကြောင်းမပြတ်စီဖို့စိတ်ယုံမှအလုံးဝင်လို့ပြီးအနစ်နာခံရတာဟာတကယ်ကိုလေးစားစရာပါပဲအောင်မြင်မှုဆိုတာခံတရားတသက်မဟုတ်ပဲရုန်းကန်မှုတွေရလက်ပါပဲပြည်သက်တွေကြမှာဒီလိုမိသားစုမျိုးကိုအစိုးရအနေနဲ့ဒါမှမဟုတ်လို့ရှိရင်အလူရှင်တွေအနေနဲ့ဝိုင်းဝန်းပံ့ပိုးတင်နေဆိုတဲ့ပြောဆိုမှုတွေကြေကြေလောင်လောင်ရှိနေပါတယ်မတ်နီနီကျော်ရဲ့အောင်မြင်မှုကပညာရေးမှာသာမကပဲမြန်မာနိုင်ငံကရုန်းကန်နေရတဲ့မိသားစုတိုင်းအတွက်ကြီးမားတဲ့ခွန်အားတစ်ခုလိုပါပဲအမဖြစ်သူရဲ့အောင်မြင်မှုဟာငါအောင်မြင်မှုပဲဆိုတဲ့စကားတုံးကအလုသမားသမဂ္ဂတွေစိတ်ယုံမှပင်ပန်းစွာရုပ်ကန်နေရတဲ့အမရီအားလုံးရဲ့စိတ်ဓာတ်ကိုကိုစားပြုနေသလိုပါပဲငွေကြေးချိုးတဲ့မှုကြောင့်ပညာရေးကိုစွန့်လို့ရတော့မလို့ဖြစ်ခဲ့ရတဲ့အခိုက်အတန့်တွေမှာအမဖြစ်သူရဲ့ပံ့ပိုးမှုကအဓိကအသက်ဝင်ခဲ့တာပါဒါဟာကျောင်းစာအုပ်ထဲကစာရီထက်ပိုမိုနည်းနည်းတဲ့ဘဝသင်ခန်းစာတစ်ခုလို့တော့မြင်မိပါတယ်နော်တကယ်တော့အောင်မြင်မှုဆိုတာလွယ်နဲ့ရလာတာမဟုတ်ပါဘူးမတ်နီနီကျော်တို့ညီအမရဲ့ဒီခီလန်ကိုကြည့်ပြီးပရိသတ်ကြီးအနေနဲ့ဘယ်လိုခံစားရပါလဲအမဖြစ်သူရဲ့ဒီလိုနေနာခံမှုကိုပရိသတ်တွေဘယ်လိုသဘောထားမိပါလဲခွန်မမလည်းဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်နော်နောက်ထပ်လည်းလိုမျိုးစိတ်အားထက်သန်စရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်